တောက်ကြသားသမီးနဲ့အင်္ဂါသားသမီးအသွယ်တွေကဘေးရင်သဘောအရမိတ်တက်ကြလို့တကယ်တော့ပေါင်းဖက်လို့ရပြီးအဆင်ပြေနိုင်ပေမဲ့သတိထားစရာတွေအများကြီးရှိပါတယ်အထူးသဖြင့်အင်္ဂါသားသမီးကအသက်ကြီးပြီးတောက်ကြသားသမီးကအသက်ငယ်နေရင်ပြဿနာဆော့ပြီးလို့ပြောရမှာပါဘာလို့လဲဆိုတော့အဲ့ဒီလိုအသက်ကွာဟာမှုရှိတဲ့အခါအင်္ဂါဘက်ကတောက်ကြကိုအယံကြီးဆိုးမိုးတာလွှမ်းမိုးတာချုပ်ကင်တာတွေဖြစ်တတ်လို့ပါဆက်ဆက်တွဲအောင်ကတော့ကိစ္စမရှိပေမဲ့အချိန်ကြာလာတာနဲ့အမျှတောက်ကြရက်စီထဲမှာကျင်းကျက်လာပြီးမပြောရပဲအလျှော့ပေးနေရတာမျိုးတွေခဏခဏဖြစ်တတ်ပါတယ်ဥပမာပြောရရင်အင်္ဂါမင်းကြီးကအသက်ကြီးပြီးတောက်ကြယောက်ျားလေးကအသက်ငယ်နေရင်ဒီပတ်သက်မှုကမျက်နှာငယ်နိုင်တယ်လို့အင်္ဂါယောက်ျားလေးကအသက်ကြီးပြီးတောက်ကြမင်းကလေးကအသက်ငယ်နေရင်လဲတောက်ကြမင်းကလေးကမျက်နှာရိပ်မျက်နှာကဲကြည့်ပြီးနေရတာမျိုးတွေဖြစ်တတ်လို့တန်းတူညီမျှမဖြစ်ပဲတောက်ကြဘက်ကလုံးဝစိတ်မသက်သာဖြစ်နေတတ်ပါတယ်ပြီးတော့သူတို့နှစ်ယောက်ကရန်ဖြစ်တာစကားများတာအယမ်းလွယ်ပြီးဘာမှမဆိုင်တဲ့ကိစ္စတွေကိုပါဆွဲထည့်ပြီးပြဿနာရှာတတ်တာမျိုးတွေရှိလို့သုံးတတ်ရင်စေးမသုံးနိုင်ရင်ဘေးလိုပဲမှတ်ထားရမှာပါဒါကြောင့်မို့ဒီအတွဲလေးအစဉ်ပြေဖို့အတွက်ကနှစ်ဦးနှစ်ဖက်နားလည်မှုနဲ့တီးခံမှုကအဓိကတော့ကြပဲအရေးကြီးဆုံးတစ်ခုကနှစ်ဖက်မိဘဆွေမျိုးတွေရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကိုလည်းသတိထားပါအဲ့ဒါတွေကပြဿနာကိုပိုကြီးသွားစေတတ်လို့ပါအချစ်စစ်နဲ့ပေါင်းရင်တော့ဘယ်အခက်ခဲမှုဆိုကြော်လွှမ်းလိုက်တာမှုအားမလျှော်ပါနဲ့နောက်ဆုံးအနေနဲ့ဒီအတွဲတွေမှာမိသားစုပြဿနာလေးတွေလည်းရှိတတ်လို့တွဲနေပြီးသားသူတွေကတော့ဒီအချက်တွေကိုတေချာယူဆိုင်တင်ပါတယ်ကိုယ်တိုင်ချစ်လို့ကြိုက်လို့ယူမယ်ဆိုရင်တော့ရပါတယ်ဒါပေမဲ့ဘေးရင်သဘောရတော့ဒီလိုစိန်ခေါ်မှုလေးတွေတော့ရှိနေမှာဖြစ်ပါတယ်